မိန်းကလေးတွေကယောက်ျားလေးတွေရဲ့ခန္ဓာကိုယ်ကိုဘယ်နေရာမှာအကြည့်အများဆုံးလဲမိန်းကလေးတွေကယောက်ျားလေးတစ်ယောက်ကိုကြည့်မိတဲ့အချိန်မှာရုပ်ရည်တစ်ခုတည်းမဟုတ်ပဲသူ့ရဲ့ပုံစံအပြုအမူနဲ့ဆွဲဆောင်မှုတွေကိုပါတတိထားကြည့်တတ်ကြပါတယ်အများဆုံးကြည့်မိတတ်တဲ့နေရာကတော့မျက်လုံးပါမျက်လုံးထဲကယုံကြည်မှုနဲ့နှွေးထွေးမှုကလူတစ်ယောက်ရဲ့စိတ်ထားကိုပေါ်လွင်စေပါတယ်ဒါအပြင်အပြုံးကလည်းမိန်းကလေးတွေရဲ့သဘောအကျဆုံးအရာတစ်ခုပါတန့်ရှင်းပြီးရိုးရိုးလေးပြုံးတတ်တဲ့ယောက်ျားလေးတွေကိုပိုပြီးတတိထားမိတတ်ကြပါတယ်နောက်တစ်ခုကတော့ဝတ်စားစင်ရင်ပုံနဲ့ကိုတတ်တတ်ရရထားတတ်မှုပါအရန်စတိုင်ကြနေဖို့မလိုပေမဲ့တန့်ရှင်းပြီးကြည်ကောင်းနေဖို့ကအရေးကြီးပါတယ်။ပခုံးကျဲကျဲတန်တန်မာမာနဲ့ယုံကြည်မှုရှိတဲ့လှုပ်ရှားမှုပုံစံကလည်းဆွဲဆောင်မှုတစ်ခုဖြစ်တတ်ပါတယ်။ဒါပေမဲ့အရေးကြီးဆုံးကတော့အပြုအမူနဲ့စကားပြောပုံပါပဲ။ရင်ကျေးပြီးဂရုစိုက်တတ်တဲ့ယောက်ျားလေးတွေကိုမိန်းကလေးတွေကပိုပြီးသဘောကျတတ်ကြပါတယ်။တင်ကရောဘယ်လိုပုံစံသဘောကျလဲ comment မှာဝင်မှန်းပေးခဲ့ပါအောင်ခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်။